အိမ်မက်ထဲကအတိုင်းလက်တွေ့ဖြစ်လာခဲ့တဲ့အံ့ဖွယ်ဖြစ်ရတစ်ခုတခါတလေမှာကျမတို့လူသားတွေရဲ့အသိဉာဏ်နဲ့ဆင်ခြင်လို့မရနိုင်တဲ့ထူးခြားဆန်းပြတဲ့ဖြစ်ရတွေကသာသနာသမိုင်းမှာပေါ်ထွန်းလာလေးရှိပါတယ်။အခုတင်ဆက်ပေးချင်တာကတော့ဆရာတော်အရှင်ဝါသီထရဲ့အိမ်မက်ထဲမှာ၃ချိန်တိုင်လာရောက်အချက်ပေးခဲ့ရာကနေစတင်ခဲ့တဲ့ထူးခြားလာတဲ့သာသနာပြုလုပ်ငန်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒါကတော့ဥက္ကံချောင်းအတွင်းမှာနှစ်ပေါင်းများစွာမြုပ်နှံနေခဲ့တဲ့အဖိုးတန်ကျွန်းတဲ့တုံးကြီးတွေကိုဆယ်ယူပြီးတော့ဗုဒ္ဓရုပ်ပွားတော်မြတ်တွေအဖြစ်ထုစစ်ပူဇော်ခဲ့တဲ့အဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာအထက်ပုဂ္ဂိုလ်တွေနဲ့နှကောင်းနှမြတ်တွေရဲ့စောင့်ရှောက်မှုတွေပါဝင်နေတယ်လို့ဒေသခံတွေကယုံကြည်နေကြတာပါ။ဆရာတော်ဝါသီထဟာဥက္ကံချောင်းအတွင်းမှာအဖိုးတန်ကျွန်းတဲ့တုံးကြီးရှိနေကြောင်းအဲ့ဒီကျွန်းတဲ့တုံးကြီးကိုဆယ်ယူပြီးတော့ဖျားထုလို့ပူဇော်ဖို့၃ချိန်တိုင်ထပ်တူညီတဲ့အိမ်မက်ကိုမှတ်ခဲ့တာပါအိမ်မက်ဆိုတာကတစ်ခါတလေစိတ်ကူးရင်မှုလို့ထင်ရပေမဲ့၃ချိန်အထိတိတိကျကျမြင်မှတ်ခဲ့တာကြောင့်ဆရာတော်ဟာလက်တွေ့ရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်အော်ဆရာအကောင်းဆုံးအချက်ကတော့ဒီလောက်ကြီးမားပြီးတော့လေးလံတဲ့ကျွန်းတဲ့တုံးကြီးကိုဆယ်ယူတဲ့နေရာမှာဘာအခက်အခဲမှမရှိပဲချောချောမောမောနဲ့ကိုယ့်ရဲ့အတွင်းမှာတင်ဆယ်ယူရရှိခဲ့တာပဲဖြစ်ပါတယ်ဒါဟာသာမန်အားဖြင့်ဆိုရင်မဖြစ်နိုင်သလောက်ခက်ခဲတဲ့အလုပ်ဖြစ်ပေမဲ့ဆရာတော်ရဲ့သီလသမာဓိနဲ့သာသနာပြုလို့တဲ့စေတနာကြောင့်အခုလိုအချိန်တိုအတွင်းမှာအောင်မြင်ခဲ့တာလို့ဆိုရမှာပါဒီနေရာမှာကျွန်းနဲ့အကြောင်းကိုဘိုးသူရာဖြစ်အနှဲငယ်ပြောပြချင်ပါတယ်ကျွန်းနဲ့ဟာကျွန်းမင်ကြီးတွေရေထဲမှာဒါမှမဟုတ်ရေအောက်မှာနှစ်ပေါင်းရာနဲ့ချီထောင်နဲ့ချီပြီးတော့ဖုံးလွှမ်းမြုပ်နှံနေခဲ့ရကနေဓာတ်ပြုမှုတွေကြောင့်အသားအရောင်ဟာမဲနက်ပြီးတော့ကြောက်ကဲ့သို့မာကျောသွားတာမျိုးဖြစ်ပါတယ်။သူ့ရဲ့အသားဟာအလွန်သိပ်သေးပြီးတော့ရေထဲမှာဆိုရင်ပေါ်မလီပဲမြုပ်သွားတတ်ပါတယ်။ပိုးမွားနဲ့ချနိုင်ခြင်းလုံးဝမရှိသလိုရာသီဥတုတန်းကိုလည်းနှစ်ပေါင်းထောင်ချီခံနိုင်ရရှိပါတယ်။မြမရိုးရာယုံကြည်မှုမှာကျွန်းနက်ကိုအဆောင်အရှောက်တွေရှိတယ်လို့ယူဆကြသလိုဘေးဥပဒ်အန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့အထက်ပစ္စည်းတစ်ခုအဖြစ်လည်းသတ်မှတ်ကြပါတယ်။ဒီလောက်ရှားပါတဲ့ကျွန်းတဲ့တုံးကြီးကိုချောင်းထဲကနေရရှိခဲ့တာဟာဗုဒ္ဓသာသနာအတွက်အလွန်မင်္ဂလာရှိတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။အခုဗဒကဘာမှာကကုသံကောနာကုံကတ္တပနဲ့ဂေါရမဆိုပြီးတော့မြတ်စွာဘုရားလေးစုပွင့်တော်မူပြီးဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ဟာရရှိလာတဲ့ကျွန်းတဲ့တုံးကြီးတွေကိုအသုံးချပြီးတော့ဒီဘုရားလေးစုကိုရည်မှန်းကဗုဒ္ဓရုပ်ပွားတော်လေးစုကိုထုစစ်ပူဇော်မှာပါ။လက်ရှိမှာတော့ရွတ်တော်မူဘုရားတဆူထိုင်တော်မူဘုရားနှစ်ဆူကိုထုစစ်ပူဇော်ထားပြီးပါပြီ။ထုစစ်တဲ့နေရာမှာလည်းမြမအနုပညာအထွန်းကားဆုံးဖြစ်ခဲ့တဲ့ပကံခေတ်ကလက်ရာတွေကိုမှီညမ်းထားပါတယ်။ပကံခေတ်ရဲ့ထူးခြားချက်ဖြစ်တဲ့မျက်နှာတော်အချိုးအစားနဲ့အသက်ပယ်မှုတွေကိုကျွန်းရဲ့သဘာဝအလှနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ကြည့်ရှုသူတိုင်းစိတ်နှလုံးအေးချမ်းစေမဲ့ရုပ်ပွားတော်မြတ်တွေပေါ်ထွန်းလာခဲ့ပါတယ်။ဒီလိုထူးခြားတဲ့သာသနာပြုလုပ်ငန်းကြီးအောင်မြင်ဖို့အတွက်စေတနာရှင်အလှူရှင်တွေရဲ့အခမ်းကဏ္ဍကလည်းအရေးကြီးပါတယ်။ဒီကျွန်းတဲ့ဘုရားတွေကိုအပူဇော်ခံထားရှိဖို့အတွက်1300ကျော်တန်ဖိုးရှိတဲ့မြေနေရာကိုအလှူရှင်တွေကတရားထက်သန်စွာနဲ့မတီလှူဒန်းခဲ့ကြတာလည်းဖြစ်ပါတယ်။အိမ်မက်ကနေအစားပြုပြီးလက်တွေ့ဖြစ်လာခဲ့တဲ့ဒီအံ့ဖွယ်ကျွန်းတဲ့ဖျားများအကြောင်းဟာမြန်မာနိုင်ငံရဲ့သာသနာပြုသမိုင်းမှာမှတ်တမ်းတစ်ခုအဖြစ်ကျန်ရှိနေမှာပါပရိသတ်ကြီးတို့လည်းဒီဗီဒီယိုလေးကိုကြည့်ရှုရင်းနဲ့သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်